အားလုံးမင်္ဂလာပါကျွန်တော်သတင်းကောင်းတစ်ခုပြောစရာရှိပါတယ်သတင်းကောင်းကတော့ကျွန်တော်တို့နဲ့အတူလက်တွဲလုပ်ကိုင်ဖို့ hair designer 10ဦးခေါ်ယူနေပါဒီဇိုင်နာတွေအနေနဲ့လုပ်သက်အနည်းဆုံးတစ်နှစ်ကနေ2နှစ်ရှိရုံနဲ့ရပါတယ်။လမ်းစဉ်အနေနဲ့လည်းလာရောက်ပြီးတော့ရှောက်ထားလို့ရပါတယ်။တို့နဲ့အတူပူးပေါင်းပြီးတော့လုပ်ဆောင်ရမယ်။ကျွန်တော်တို့ပေးတဲ့ training တွေကိုလက်ခံနိုင်ရမယ်။အဲ့လိုမျိုးလက်ခံနိုင်မှသာကျွန်တော်တို့နဲ့အတူလက်တွဲဖို့အစီအစဉ်နဲ့ training တွေလည်းပြီးသွားမယ်။လိုအပ်တဲ့ပညာပိုင်းတွေလည်းပြည့်စုံပြီးတော့မှဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့အနေနဲ့စာချုပ်တော့ရှိပါတယ်။စာချုပ်ချုပ်ဆိုထားတဲ့ဒီဇိုင်နာတွေအနေနဲ့ခန်းစားခွင့်တွေကတော့နောက်ဆုံးပေါ်နည်းပညာသတင်းကောက်တာတွေဖြောင်းတာတွေနဲ့အပြင်စီးဆူတာတွေကိုလည်းထပ်မံပြီးတော့ update လုပ်ရမှာဖြစ်ပါတယ်။ထို့အပြင် social ဘိုင်းနဲ့ပတ်သက်တဲ့ဗီဒီယိုရိုက်တာတွေဗီဒီယို edit လုပ်တာတွေပုံ edit လုပ်တာတွေကိုလည်းသင်ပြီးတော့မှာဖြစ်ပါတယ်။အလုပ်လုပ်ရှင်နေတဲ့တင်နန်းစင်ညာရှိလို့ရှိရင်လာရောက်ပြီးတော့ရှောက်ထားလို့ရပါတယ်။ကျွန်တော်ရဲ့ Messenger ဒါမှမဟုတ်ကျွန်တော်ရဲ့ Facebook account ဒါမှမဟုတ်ကျွန်တော်ရဲ့ TikTok account မှာလာပြီးတော့ interview ဖို့အတွက်ရက်ချိန်လာယူရပါတယ်။အားလုံးကျေးဇူးတင်ပါတယ်